အားလုံးပဲမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါအခုပေါ့နော်ဖျောင်းနိုင်လုံနေရင်းနဲ့ညဝေပေးစရာလေးတခုရှိတော့ပါကဲ TikTok ကလည်း disqualify မပေးပါနဲ့ပေါ့နော်ဖျောင်းနိုင်လုံနေရင်းနဲ့ပြပြစရာလေးတခုရှိတော့ပါအဲ့ဒါဘာလဲဆိုတော့လေလိုင်းပေါ်မှာပေါ့နော်အခုခေတ်စားနေတဲ့ဒီဂျင်းနေချင်းညချင်းစီးပွားတက်တဲ့ဂျင်းတက်လေးအကြောင်းပြောပြချင်ပါတယ်ဒါကျမတို့ဘဝနဲ့ဘဝအတွေ့အကြုံညပြောပြမှာပေါ့နော်ကျမတို့လည်းအဲ့လိုပဲလိုင်းပေါ်မှာအလုပ်တွေအစင်မပြေတဲ့အခါပေါ့နော်ဟိုကကောင်းတို့တရားကောင်းတို့ကြီးလိုက်တဲ့အခါမှာအဲ့ဒီဂျင်းတက်ပေါ်မှာလေပတ်စံပြားလေးခမ်းပြီးတော့အစိမ်းရောင်ဖျောင်းနိုင်လေးထွန်းပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နေချင်းညချင်းစီးပွားတက်တယ်ဆိုပြီးလှုပ်လိုက်မိတယ်ပေါ့နော်လှုပ်မိတဲ့အခါမှာအဲ့ဒါဘာဖြစ်လဲဆိုတော့ဟိုရန်ကုန်အိမ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒီလှုပ်တဲ့အချိန်မှာကျမတို့ဘာလုပ်လဲဆိုတော့ရန်ကုန်အိမ်ကိုဝယ်ဖို့အခြေအနေဖြစ်လာတယ်ပေါ့နော်ဖြစ်လာတော့ပထမတစ်ခါတစ်ချိန်ပြတ်သွားသေးတယ်ပေါ့နော်ရန်ကုန်အိမ်ကိုဝယ်ဖို့တစ်ချိန်ပြတ်သွားသေးတယ်ပြတ်သွားပြီးတော့မှဘယ်လိုဖြစ်လို့ဝယ်တာလဲဆိုတော့အဲ့ဒီမှာသိတယ်မို့လားအမျိုးတွေကအမလေးဒီနေရာလေးကကောင်းတယ်သူတို့နေတာလဲကြာပြီပေါ့နော်အမျိုးကောင်းမှုအကြောင်းပြုပြီးတော့အဲ့ဒီနေရာလေးကိုဝယ်ဖြစ်သွားတယ်ဆိုလိုချင်တာပါလဲဆိုတော့လေဒီဂျင်းတက်ကလေကျမတို့ဆရာမတယောက်ပြောဘူးသလိုပေါ့ဂျင်းတက်ကလူတိုင်းမတက်ဘူးပေါ့နော်ခိုက်တတ်ပါတယ်ခိုက်လို့ရှိရင်လဲဘဝပြက်လောက်တဲ့အထိခိုက်တယ်ပေါ့နော်ဒါကျမကိုချစ်တဲ့ကျမကို follow လုပ်ထားတဲ့ကျမရဲ့ပရိသတ်တွေကိုကျမကိုချစ်တဲ့သူတွေအားလုံးအတွက်ကိုကျမကကိုယ့်ရဲ့ကိုတွေ့လေးနဲ့ပြောပြတာပါနေ့ချင်းညချင်းတက်ဆိုပြီးတော့ချင်းတက်သွားမထုံးလိုက်ပါနဲ့အဲ့ဒါကဘဝပြည့်ဖို့ပေါ့နော်ဒါကတော့လူတိုင်းကိုမဆိုလိုပါဘူးရှင်ဒါကကျမအတွေ့အကြုံနဲ့ကျမပြောပြတာပါရှင်အတွေ့အကြုံလေးကိုမျှဝေပေးတာပါTikTok ကလည်းဒီဗီဒီယိုဖိုင်လေးကိုလည်းdisqualify မပေးပါနဲ့နော်ဖျောင်းနိုင်လုပ်ငန်းအကြောင်းလေးတွေတင်ပေးမှာပါတင်ပေးမယ်နော်နောက်ရကြရင်တင်ပေးမယ်ဒီတရက်နေ့ရဲ့ဒီ page မှာနားလိုက်တာလေdisqualify ထိထားလို့ဒီ page လေးကိုနားလိုက်တာပါကျေးဇူးပြုပြီးကျမကိုချစ်တဲ့သူတွေအားလုံးဂျင်းတက်ထွန်းတယ်ဆိုရင်အခုတည်းကရက်ပြီးတော့ဆက်မလုပ်ကြပါနဲ့နော်ဘဝပြတ်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်